ဇလန်းဆာမှာမက်ဖြူဟာထမင်းမနိုင်ဘဝမနိုင်အမှုရာမျိုးနဲ့အိမ်တွေကနေထွက်ပြေးလာခဲ့ပါတယ်။အိမ်တကားပွင့်သွားတာကိုတီးလိုက်ရတာကြောင့်သူမဟာလမ်းလေကောင်မှာခဏရပ်လိုက်ပြီးဖြည်းဖြည်းချင်းနောက်ကိုရှောင်နေခဲ့ပါတယ်။အဲ့ဒီချိန်သူမရဲ့အဖေကအိမ်ထဲကနေထွက်လာပြီးတော့သူမကိုလှမ်းခေါ်နေပါတယ်။မက်ဖြူကသူမရဲ့အိမ်နီးနားချင်းတွေနဲ့သူမရဲ့အဖေကိုဆင်ပြေပါတယ်ဘာမှမဖြစ်ပါဘူးလို့ပြောနေပါတယ်။နောက်တော့သူမဟာအိမ်ထဲကိုပြန်ဝင်သွားပါတော့တယ်။ဒါပေမဲ့ချစ်ချင်းပဲအိမ်ထဲကနေရောက်ရက်ခတ်ပြီးတော့ပြန်ပြီးတော့ပြေးထွက်လာခဲ့ပါတယ်။လက်ထဲမှာကလည်းကားတော့ကိုကင်ထားလစ်ပါပဲ။အဲဒီနောက်ကားကိုမောင်းထွက်သွားပါတော့တယ်။ကားမောင်းနေချိန်မှာတော့မှမက်ဖြူဟာသူမရဲ့နောက်ကိုကြောက်လန့်တကြားနဲ့လှည့်လှည့်ကြည့်နေပါတယ်။ထိတ်လန့်နေတဲ့မျက်လုံးတွေနဲ့သူမဟာဖုန်းလာနေတာကိုတော့မှမသိခဲ့ပါဘူး။အဲဒီညမှာသူမဟာကားကိုကမ်းခြေတစ်ခုမှာရပ်ခဲ့ပြီးကြောက်ရွံ့မှုတွေကြောင့်ထိုင်ပြီးတော့ငိုနေခဲ့ပါတော့တယ်။နောက်တော့ဖုန်းကိုကင်ပြီးတော့စကားပြောနေခဲ့တယ်။သူဟာသူမရဲ့ရပ်ထားတဲ့ကားပတ်လေးကိုတစုံတစ်ခုကိုရှာဖွေသေးအောင်ကြည့်ရှုနေပြီးသူမအဖေကိုချစ်တယ်လို့လည်းဖုန်းနဲ့ပြောနေခဲ့ပါတယ်။မက်ဖြူဟာဒီတက်ပို့ပြီးထွင်မပြေးနိုင်တော့တာကြောင့်ဖြစ်လာသမျှကိုခံယူဖို့ဆုံးဖြတ်ပြီးတော့စောင့်နေခဲ့ပါတော့တယ်။မနေ့ရောက်တော့သူမဟာကမ်းခြေမှာကွမ်းနေခဲ့ပါပြီ။သူမရဲ့ခြေထောက်ဟာလည်းဆိုးဆိုးဝါးဝါးကိုတပလဲကျိုးချနေခဲ့တာကိုတွေ့ရမှာပါ။အခြားတနေရာမှာတော့မကြေးဟာရေကူးကန်ထဲမှာရေစိမ်ပြီးတော့ကမြင်းနေခဲ့ပါတယ်။မကြေးရဲ့မဖြစ်သူမက်လီကရုပ်ရှင်တူသွားကြည့်ကြဖို့ဖိတ်ခေါ်ခဲ့ပေမဲ့လည်းဂျေးကတော့ချိန်ထားတာရှိတာကြောင့်မလိုက်တော့ဘူးလို့ညင်းဆိုလိုက်ပါတယ်။မက်လီထွက်သွားတဲ့နောက်မှာတော့အိမ်ရွှေရှင်မလေးမမကြီးဟာသူမရေကူးတာကိုချောင်းကြည့်နေတဲ့ကောင်လေးတွေကိုလှမ်းခေါ်ခဲ့ပြီးတော့မိန်းကလေးပြည်ပြီးစားနောက်လိုက်ပါသေးတယ်။အိမ်ထဲမှာတော့မက်လီကသူမရဲ့တငယ်ချင်းနှစ်ဦးဖြစ်တဲ့ကိုဘောနဲ့ယာယာတို့နဲ့အတူရုပ်ရှင်ကြည့်နေပါတယ်။အဲ့ဒီချိန်နေတေတာဆန်လေးမမကြီးကချစ်သူနဲ့ချိန်ထားတဲ့နေရာကိုသွားဖို့အတွက်တိတ်တိတ်လေးပြင်ဆင်နေခဲ့ပါတယ်။ရုပ်ရှင်ရုံကိုရောက်တော့ဂျေးကသူမရဲ့ချစ်သူကိုဆန်ကိုအမဖြစ်သူမက်လီတို့နဲ့ကစားနေကြဂိမ်းလေးတစ်ခုကိုတင်ပေးနေပါတယ်။ကိုဆန်ကရုပ်ရှင်ရုံထဲမှာထိုင်ကုန်နေရာချင်းလဲကျင်တဲ့လူတစ်ယောက်ကိုစိတ်ထဲကနေရွေးချယ်လိုက်တဲ့အခါမှာတော့ဂျေးကကိုဆန်စိတ်ထဲကရွေးထားတဲ့သူကဘယ်သူလဲဆိုတာကိုခံမှန်းရတာဖြစ်ပါတယ်။ကိုဆန်ခံမှန်းရမယ့်လှည့်ကိုရောက်တော့ဂျေးရဲ့စိတ်ထဲကရွေးထားတဲ့သူဟာအင်ကြီးအဝါရောင်နဲ့မိန်းကလေးပဲလို့လက်ညှိုးထိုးပြလိုက်ပါတယ်။ဒါပေမဲ့ကိုဆန်ထိုးပြတဲ့မိန်းကလေးကိုဂျေးကတော့မတွေ့ခဲ့ရပါဘူး။ဒါကြောင့်ဂျေးလည်းအံ့ဩတုန်လှုပ်သွားတဲ့အခါမှာတော့ကိုဆန်ကရုပ်ရှင်မကြည့်တော့ဘဲနဲ့ချက်ချင်းပြန်ကြဖို့ပြောပါတော့တယ်။သူကရုပ်ရှင်ရုံထဲမှာနေရတာအဆင်မပြေလို့ပြန်တာဖြစ်တယ်လို့ပဲဂျေးကိုပြန်ပြေခဲ့ပါတယ်။ဒါကြောင့်သူတို့ကညစာစားရင်းနဲ့ပဲစကားပြောကြပါတယ်။ရုပ်ရှင်ရုံထဲကကိစ္စကလွဲလို့ကျန်တဲ့ကိစ္စတွေအားလုံးကတော့အဆင်ပြေနေပါတယ်။နောက်ဒီနေ့ဂျေးနဲ့မက်လီတို့လမ်းလျှောက်ကြရင်ကိုဆန်အကြောင်းကိုစမြုပ်ပြန်ပြောကြပါတော့တယ်။ဂျေးကကိုဆန်ကိုနင်းကန်ကြွေနေပြီဖြစ်ပေမဲ့လည်းရုပ်ရှင်ရုံထဲကထူးဆန်းတဲ့အပြုတ်မှုကိုတော့မရှင်းသေးဘူးဖြစ်နေတာပါ။ဒါကြောင့်ဂျေးစိတ်ထဲမှာတော့ကိုဆန်မှာဖုံးကွယ်ထားတာတကူကူရှိနေပြီလို့ထင်နေပါတယ်။ဂျေးတို့နောက်တစ်ခါချင်းတွေးကြတဲ့အချိန်မှာတော့ရုပ်ရှင်မကြည့်တော့ဘဲနဲ့လူပြတ်တဲ့နေရာကိုသွားခဲ့ကြပြီးတော့ကားပေါ်မှာပဲစားလော်ကြပါတော့တယ်။ဒီနောက်မှာတော့ဂျေးကတစ်ဖက်ကိုလှည့်နေတော့မှကိုဆန်ကမေးစေးနဲ့အုပ်ပြီးတော့မေမျောသွားအောင်လုပ်လိုက်ပါတယ်။ဂျေးကရုံးမို့စူးစမ်းပေမဲ့လည်းကိုဆန်ရဲ့အားကိုတော့မရှင်းနိုင်တာမို့ဂျေးတယောက်မေမျောသွားခဲ့ရပါပြီ။ဂျေးပြန်ပြီးတတိယလာတဲ့အခါမှာတော့အဝက်မပါတဲ့ဂျေးဟာအစာအုပ်အပစ်ကြီးထဲမှာကျိုးတုပ်ခံထားရပါတယ်။ကိုဆန်ကသူမကိုနာကျင်အောင်လုပ်မှာမဟုတ်ကြောင်းနဲ့ကိစ္စတစ်ခုကိုပဲရှင်းပြချင်တာဖြစ်လို့ဒီလိုလုပ်ရတာဖြစ်ကြောင်းတိတိကျကျတောင်းပန်လိုက်ပါတယ်။အဲဒီနောက်ကိုဆန်ရှင်းပြတာကတော့ဒီနေ့ကစပြီးတော့ဝိညာဉ်တကောင်ဟာဂျေးရဲ့နောက်ကိုအမြဲတမ်းလိုက်နေတော့မှာဖြစ်ပြီးဂျေးကလွတ်အောင်မပြေးနိုင်ဘူးဆိုရင်တော့ဝိညာဉ်ကသူမရဲ့အသက်ကိုနှုတ်ယူသွားမှာဖြစ်ကြောင်းရှင်းပြနေခဲ့တာပါ။အရင်ကတော့အဲ့ဒီဝိညာဉ်ကကိုဆန်ရဲ့နောက်ကိုလိုက်နေခဲ့တာဖြစ်ပေမဲ့လည်းအခုချိန်မှာကိုဆန်ကဂျေးကိုချစ်သက်လက်ဆောင်ပေးလိုက်ပြီးဖြစ်ကြောင်းပြောနေပါတော့တယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်ကားပေါ်မှာတအားပျော်နေရကနေအဲ့ဒီဝိညာဉ်ဟာကူးပြောင်းသွားတာဖြစ်ပါတယ်။အဲ့ဒီဝိညာဉ်ရဲ့ပုံမှန်တရံဟာလူမျိုးမျိုးနဲ့ပုံစံတူဖြစ်နိုင်တယ်လို့တခါတလေမှာဂျေးရဲ့အတိမိတ်ဆွေတွေရဲ့ပုံစံလည်းဖြစ်နေနိုင်ပါတယ်။ဘာတွေဖြစ်နေမှန်းမသိတဲ့အတွက်ကြောင့်ဂျေးတယောက်ကြောက်လန့်တကြားအော်ဟစ်နေခဲ့ပြီးကိုဆန်ပြောတာကိုလည်းမယုံနိုင်ဖြစ်နေခဲ့ရပါတယ်။ဒါကြောင့်ကိုဆန်လည်းဂျေးကိုအစာအုပ်ရဲ့အစွန်ပြားကိုခေါ်သွားခဲ့ပြီးအဲ့ဒီဝိညာဉ်လာနေတာကိုလက်တွေ့ပြလိုက်ပါတယ်။အဲဒီတော့မှဂျေးလည်းဝိညာဉ်မိန်းမတူသူ့စီကိုလာနေတာကိုမြင်တွေ့လိုက်ရတာပါ။ဒီနောက်မှာတော့ကိုဆန်ကအဲ့ဒီတောက်ပြက်တနာကိုကိုစီကနေဖယ်ထုတ်ခြင်းတစုံတဦးနဲ့တူထမနဲထိုးမှပဲအဲ့ဒီဝိညာဉ်တွေကတခြားနေရာကိုသွားမှာဖြစ်တယ်လို့သင်ပြပေးခဲ့ပါတယ်။တကယ်လို့ဂျေးကထမနဲမထိုးနိုင်ခဲ့ပဲနဲ့ဝိညာဉ်တက်တာကိုခံခဲ့ရမယ်ဆိုရင်တော့ဒီဝိညာဉ်ဟာကိုဆန်စီကိုပါပြန်ရောက်လာပြီးတော့တပ်ဖြတ်မှာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့ discount လိုက်ထားတဲ့ branded အဝတ်တွေဆုံးရှုံးသွားတဲ့ဂျေးဟာအော်ငိုနေခဲ့တဲ့အတွက်ကိုဆန်ကကားနဲ့ပြန်ခေါ်သွားပါတော့တယ်။အဲ့ချိန်မက်လီနဲ့သူ့ရဲ့တငယ်ချင်းတွေဟာဆိုရင်တော့ရှမ်းကုန်းပြီးရိုက်နေကြတဲ့ချိန်ဖြစ်ပြီးတော့ကိုဆန်ကဂျေးကိုကျင်နာစွာနဲ့လမ်းမပေါ်မှာပဲပြစ်ချခဲ့ပြီးတော့ထွက်သွားခဲ့ပါတယ်
ဖင်မူးတောင်းထောင်နေတဲ့ဂျေးစီကိုတော့ဒိုနေတဲ့မမလီတို့ကဖဲထုတ်ပစ်ချပြီးတော့ပြေးလာကြပါတယ်။ရတပ်ဖွဲ့တွေလည်းရောက်ရှိလာပြီးတော့ဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကိုဂျေးကိုစုံစမ်းမေးမြန်းပါတော့တယ်။ရဲတွေကကိုစံကိုဖမ်းဖို့ကြိုးစားပေမဲ့လည်းမမိခဲ့ကြပါဘူး။အဲဒီနောက်ရက်တော်ကြာတဲ့အထိဂျေးရဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုနားမလည်နိုင်သေးပါဘူး။သူမအဝက်လဲနေတဲ့အချိန်ကုဘာသာတောင်ကုန်းလေးကိုကြည့်နေချိန်မှာကောင်လေးတစ်ယောက်ကပရင်းပေါက်ကနေလာချောင်းကြည့်နေခဲ့ပေမဲ့ဂျေးကတော့ဘသူ့ကိုမှမတွေ့ခဲ့ရပါဘူး။အဲဒီနောက်ကျောင်းကန်းထဲရောက်ချိန်မှာဂျေးရပရင်းပေါက်အပြင်ကနေဘွားတော်မတအုပ်ကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီဘွားတော်မဟာသူမစီကိုဖိုက်တာလိုမျိုးလာနေပုံပါပဲ။ထူးဆန်းတာကတော့သူမကိုတခြားဘယ်ကျောင်းသားကမှမမြင်တွေ့ကြတာပါ။ဒါကြောင့်ဂျေးရစာသင်ခန်းထဲကနေမြန်မြန်ပဲလစ်သွားခဲ့ရပါဦးတယ်။ဂျေးရအခြားဘယ်ကျောင်းသားမှအဲ့ဒီဖွားအုပ်ကိုမတွေ့ကြဘူးဆိုတာကိုတေချာသွားခဲ့တာကြောင့်ကြောက်လန့်လာပြီးတော့ကားပေါ်တက်ပြီးတော့မောင်းလာခဲ့ရပါတယ်။ဒီနောက်မှာတော့ဂျေးကမက်လီနဲ့ကိုဘောတို့အလုပ်လုပ်နေတဲ့ရေခဲမို့ဆိုင်ကိုမောင်းလာပါတယ်။သူမကသူတို့နှစ်ဦးကိုကိုစံပြောပြခဲ့တဲ့ကိစ္စတွေကိုပြောပြနေပေမဲ့လည်းဘယ်သူမှမယုံကြပါဘူး။ဒါမဲ့ကိုဘောကတော့ဂျေးသာကြောက်လန့်နေမယ်ဆိုရင်သူတို့အတူတူလာအိတ်ပေးကြဖို့အကြံပေးပါတယ်။ကိုဘောတို့နဲ့အတူရာရာလည်းအတူတူလာအိတ်ပေးပါတယ်။အဲဒီညမှာဂျေးကအိတ်မပြောတာကြောင့်ကိုဘောနဲ့အတူ TV ကြည့်ဖို့အဲကန်းထဲကိုလာပါတော့တယ်။ဂျေးစိတ်ပူနေတာကိုသိတာကြောင့်ကိုဘောကအားပေးဖို့စဉ်းစားနေခဲ့တာပါ။အဲဒီနောက်စကားပြောနေကြရင်းနဲ့ပရင်းပေါက်မှန်ကွဲသွားတဲ့အတန်ကြားတာကြောင့်ကိုဘောကသွားကြည့်ချိန်မှာတော့ဘာမှမတွေ့ခဲ့ရပါဘူး။ဒါကြောင့်မက်လီကိုနှိုးဖို့အတွက်ဂျေးကိုတယောက်တည်းထားခဲ့ပြီးတော့ပေါ်တက်ကိုတက်သွားပါတော့တယ်။ဂျေးလည်းမီးဖို့ကြောင်ထဲကိုကြောက်လန့်နေတဲ့ကြားထဲကနေရှာရှည်ပြီးတော့သွားကြည့်ခဲ့ပါတယ်။မီးဖို့ကြောင်ထဲမှာသူမစီကိုတွေးရွလာနေတဲ့အမျိုးသမီးတဦးကိုတွေးလိုက်ရတာကြောင့်ဂျေးဟာငဲတယ်မောင်အော်ဟစ်ပြီးတော့အပေါ်တက်ကအခန်းထဲကိုထွက်ပြေးပါတော့တယ်။ကိုဘောကတော့အိမ်ထဲမှာတခြားဘာမှမရှိတာမို့လို့အခန်းထဲကိုသူတို့ကိုပါအတူတူဝင်ခွင့်ပေးဖို့ပြောနေခဲ့ရပါတယ်။ဂျေးကကိုစံပြောတာတွေပြန်တရိယာသွားခဲ့ပြီးအရန်ကြောက်လန့်နေခဲ့တာကြောင့်မက်လီကသူမကိုနှစ်သိမ့်နေခြင်းမှာပဲအခန်းထဲကိုရာရာဝင်လာခဲ့ပါတယ်။ရာရာအခန်းပရင်းပေါက်မှာရက်နေတာကိုလှမ်းကြည့်နေချိန်မှာပဲရှီလီယာလှတဲ့အရက်မောင်းတဲ့လူတစ်ယောက်ကိုရာရာရဲ့နောက်မှာတွေးလိုက်ရတာကြောင့်ဂျေးဟာအော်ဟစ်ပြီးတော့ဝရန်နာကိုကစုံပေါက်ကထွက်ပြေးပါတော့တယ်။အဲဒီနောက်အိမ်ပြင်မှာတော့ချစ်တင်ကစပိန်ကလေးကိုစီတယောက်တည်းနင်းပြီးတော့ထွက်သွားတဲ့ဂျေးကိုတွေးလိုက်ရပါတယ်။သူမရဲ့နောက်ကနေမက်လီတို့ကလိုက်ပြီးတော့အော်ခေါ်ကြတာကြောင့်ဂျေးဟာကစားကွင်းတစ်ခုနားမှာပဲရက်လိုက်ပြီးတော့ဒန်းလေးတစ်စီးပေါ်မှာတက်ပြီးတော့စီးနေခဲ့ပါတယ်။သူမဟာကြီးကန်းတော်မောက်လိုက်ကြည့်နေခဲ့ပြီးတော့ဝင်းညင်တွေများသူမစီကိုလာကြတော့မလားဆိုပြီးတော့ထိတ်လန့်နေခဲ့တာပါ။သူတို့အားလုံးဂျေးနောက်ကိုလိုက်လာခဲ့ကြချိန်မှာတော့ချစ်တင်မှာရောက်လာပြီးတော့ကိုစံကိုရှာဖွေဖို့သူ့ဟာကူညီပေးမယ်လို့ပြောလိုက်ပါတယ်။ဂျေးတို့တွဲခဲ့ကြစဉ်ကကိုစံပေးခဲ့တဲ့လိပ်စာကိုသူတို့အားလုံးလိုက်သွားခဲ့ကြပြီးအိမ်ထဲမှာတဲလွန်စာတစ်ခုခုများရလို့ရညာရှာဖွေကြည့်နေကြပါတယ်။တကယ်တော့ကိုစံရဲ့နာမည်ရင်းကစိုးဝင်းဖြစ်ပြီးတော့ကိုစံဆိုတာကတော့နာမည်တူတစ်ခုပဲဖြစ်ပါတယ်။မက်လီကရဲကိုတိုင်ကြားဖို့ပြောပေမဲ့ဂျေးကဒီကိစ္စနဲ့ပတ်သက်ပြီးဖြေရှင်းဖို့ကိုစိုးဝင်းစီကနေပဲတေချာသိကျင်တယ်လို့ပြောခဲ့ပါတယ်။သူတို့ဟာစိုးဝင်းရဲ့တကယ်လိပ်စာအမှန်ကိုလိုက်သွားခဲ့ကြပြီးတော့စိုးဝင်းရဲ့အမေဖြစ်သူနဲ့တွေ့ခဲ့ကြပါတယ်။မတော်လိုက်ရတဲ့ရောက်ကမာကြီးရဲ့မျက်နှာကိုဂျေးကကောင်းကောင်းမှတ်မိနေခဲ့တာပါ။ဘာဖြစ်လို့လဲဆိုတော့ဝင်းညင်ဟာစိုးဝင်းအမေဟန်ဆောင်ပြီးတော့ဂျေးစီကိုလာခဲ့ပူးတာကြောင့်ပါပဲ။စိုးဝင်းကဂျေးကိုတောင်းပန်ခဲ့ပြီးတော့ဖြစ်နေတဲ့ကိစ္စတွေအားလုံးကိုတေချာရှင်းလင်းပြပါတော့တယ်။အဲ့ဒီဝင်းညင်ကျင်းစာဆိုရင်တော့ပေတရာဘော်ကရွှေကြာတူးနဲ့ဗလီပဇာအဖော်ကျူးခဲ့ရာကနေသူ့စီကိုစတင်ကူးဆက်လာခဲ့တာဖြစ်ပါတယ်။ဂျေးအနေနဲ့လည်းအဲ့ဒီကျင်းစာဇိုးကြီးကိုအခြားတစ်ယောက်စီကိုလက်ဆင့်ကမ်းလိုက်တဲ့လို့ဖိုးကမြင့်လေးစိုးဝင်းကပြောပြနေခဲ့ပါတယ်။ဒါပေမဲ့လည်းစိုးဝင်းလိန်ညာနေခဲ့တာလို့ဂျေးရဲ့တငယ်ချင်းတွေကထင်နေခဲ့ကြပါတယ်။ချစ်တင်ကတော့အားလုံးကိုသူ့ရဲ့ရေကူးကန်ရှိတဲ့အိမ်လေးကိုခေါ်သွားပါတယ်။ဂျေးအိပ်ပျော်နေတဲ့အချိန်မှာကိုဘောကစိုးဝင်းပြောခဲ့တဲ့ကျင်းစာကိုလက်ဆင့်ကမ်းတဲ့နီလန်းကိုစဉ်းစားနေခဲ့ပါတယ်။ကိုဘောအနေနဲ့ဂျေးနဲ့အတူတူအနစ်နာခံပြီးတော့အိမ်မှသာကျင်းစာဇိုးကသူ့စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။အဲဒီနောက်တော့ဒီနေ့မှာတော့ချစ်တင်ကဂျေးကိုတနက်ပြင်းကြီးတွေတင်ပေးနေခဲ့ပါတယ်။ကမ်းခြေမှာတော့ကိုဘောမက်လီနဲ့ရာရာတို့အတူနားနေကြတော့မှာပဲဝင်းညင်ဟာရာရာရဲ့ပုံစံကိုယူလိုက်ပြီးတော့ဂျေးကိုတိုက်ခိုက်ပါတော့တယ်။ကိုဘောလည်းအဲ့ဒီဝင်းညင်ကိုမြင်နိုင်ခြင်းမရှိပေမဲ့လည်းထိုင်ကုန်ကိုမှပြီးတော့မမြင်မကန်းနဲ့ရိုက်ချလိုက်ပါတယ်။ဂျေးကတော့လွတ်သွားခဲ့ပေမဲ့လည်းကိုဘောကတော့ကဘာအဝေးကိုလွင့်စင်သွားခဲ့ပါတယ်။သူတို့အားလုံးကလည်းအိမ်လေးထဲကိုဝင်ပြေးခဲ့ကြကနောက်ကလိုက်လာတဲ့ဝင်းညင်ကိုဂျေးကတနက်နဲ့ပြစ်လိုက်ပါတော့တယ်။ဒါပေမဲ့ဝင်းညင်ဟာမမပေါ်ထားတဲ့မောင်လေးရဲ့အချစ်တွေလိုမျိုးဘယ်တော့မှမသေးဆုံးပဲနဲ့ပြန်ထလာခဲ့တာကြောင့်ဂျေးလဲတကားကိုပိတ်ပစ်လိုက်ရပါတယ်။ဝင်းညင်ဟာဆိုရင်တော့တကားကိုကိုယ့်အိမ်မုတ်တိုင်းအသက်ကုန်တွေထုရိုက်နေခဲ့တာကြောင့်တကားဟာပွင့်ထွက်သွားပါတော့တယ်။ဒီနောက်မှာတော့ဂျေးတို့ဟာဝင်းညင်ကိုဝိုင်းစော်ဖို့အတွက်အတင်းဆောင်နေခဲ့ကြပါတယ်
ဒါပေမဲ့တကယ်တမ်းမှာတော့ဝိညာဉ်မှုပဲချစ်တင်သာရောက်လာခဲ့ပြီးဘာတွေဖြစ်သွားကြသလဲလို့လာမေးတာကိုမြင်လိုက်ကြရပါတယ်ချစ်တင်ကတော့အခုချိန်ထိဝိညာဉ်တွေလာတိုက်ခိုက်တာကိုယုံကြည်ဖို့ခက်ခဲနေတော့မှပဲဝိညာဉ်တစ်ကောင်ရောက်လာခဲ့ပါတော့တယ်ဒီဝိညာဉ်ကတော့ဂျေတို့အိမ်ဘေးကကောင်လေးရဲ့တွင်ပြင်ကိုယူထားခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီဝိညာဉ်ရဲ့လက်ထဲကိုရောက်သွားခဲ့ရင်တော့တိတ်ဆုံးသွားမှာဖြစ်တာကြောင့်ဂျေးရတကားနောက်တစ်ပေါက်ကနေထွက်ပြေးကာကားထဲကိုဝင်ခဲ့ချိန်မှာတော့ဝိညာဉ်တွေဟာသူမရဲ့နောက်ကိုထက်ချက်မကွာလိုက်နေခဲ့ပါပြီကြောက်လန့်နေတဲ့ဂျေးလဲကားတစ်စီးကိုရှောင်လိုက်ရာကနေပြောင်းမှုဆိုင်ကင်းကြီးတဲ့ကိုထိုးကျသွားခဲ့ပြီးတော့ပေါက်ပေါက်ဆုပ်တွေမပွင့်ခင်မိမျောသွားခဲ့ပါတော့တယ်ဈေးဝုံမှာပြန်ထိုးလာတဲ့အချိန်မှာတော့သူမရဲ့လက်မောင်းတစ်ဖက်ကျိုးသွားခဲ့သလိုသူမရဲ့ဘေးမှာလည်းသူမတငယ်ချင်းတွေလည်းအိပ်ပျော်နေခဲ့ပါတယ်ဒီဘက်မှာအိပ်ပျော်နေတဲ့ချစ်တင်ကိုတွေးလိုက်ချိန်မှာတော့ကိုစံပြောခဲ့တဲ့အတိုင်းကျင်းစာစိုးကိုချစ်တင်စီကိုလက်ဆင့်ကမ်းပေးလိုက်ရင်ကောင်းမလားဆိုပြီးတော့အကြံစိုးနဲ့စဉ်းစားနေခဲ့ပါတယ်အဲဒီလိုနဲ့ချစ်တင်တဲ့ဂျေးလဲဆေးရုံပေါ်မှာပဲလက်ကျိုးရင်းထမနဲလော်မယ်ဆိုပြီးတူတူနေခဲ့ကြပြီးတော့ဂျေးစီကကျင်းစာစိုးကိုလက်လွဲယူခဲ့ကြပါတယ်ရဲနှင်းငယ်လောက်ကြာသည့်အထိကိုချစ်တင်ကတော့ဘာမှထူးခြားခြင်းမရှိဘဲနဲ့အရင်လိုနေထိုင်နေပါတယ်ဒါပေမဲ့ဂျေးကတော့ကြောက်လန့်နေတော့မှာပဲတညမှာတော့ဂျေးဟာချစ်တင်ရဲ့အိမ်ဘက်ကိုလှမ်းကြည့်နေတော့မှာပဲဝိညာဉ်တစ်ခုဟာချစ်တင်ရဲ့အိမ်ရှိရာကိုလာနေခဲ့ပါပြီအဲ့ဒီဝိညာဉ်ဟာဗရင်းမောင်မှန်ကိုခွဲနေခဲ့ပြီးတော့အိမ်ထဲကိုဝင်ဖို့လုပ်နေတာကြောင့်ဂျေးဟာချစ်တင်ကိုတတိပေးဖို့ဖုံးဆက်နေပါတော့တယ်ဒါပေမဲ့နုံနုံကြားကြားရှိတဲ့ချစ်တင်ကတော့ဖုံးမကင်တာကြောင့်ဂျေးကအိမ်ထဲကိုလိုက်သွားခဲ့ရပါတယ်နောက်တော့ဝိညာဉ်ကချစ်တင်ရဲ့အမေပုံစံကိုယူပြီးချစ်တင်ရဲ့အိမ်ကန်တကားကိုခောက်နေခဲ့ပါပြီအဲ့ဒီနောက်မှာတော့ဝိညာဉ်ကချစ်တင်ကိုတပ်ဖြတ်လိုက်တာကိုဂျေးတယောက်မြင်လိုက်ရပါတော့တယ်ကိုစံရဲ့ပြောစကားအရသူမပါကင်ခံရတော့မယ်ဆိုတာကိုသိလိုက်ရတာကြောင့်ဂျေးဟာစောက်တီမီယာဖြစ်နေပြီးကားကိုအမြန်မောင်းပါတော့တယ်အိမ်မက်ရောက်ချိန်မှာတော့စံပြနွားလေးဖြစ်နေတဲ့ကိုဘောကလည်းသူ့စီကိုကျင်းစာဇိုးကိုလက်ဆင့်ကမ်းပေးဖို့ဂျေးကိုတောင်းဆိုနေပါတယ်ဒါပေမဲ့ဂျေးကတော့မလုံးနိုင်ဘူးလို့ညင်းဆိုနေတာကြောင့်ကိုဘောကသူ့အနေနဲ့ဂျေးကိုတကယ် crash နေတာဖြစ်တယ်လို့ပြောပြီးတော့နွားပြည့်ခွင့်ရဖို့ဆက်လက်တောင်းဆိုနေခဲ့ပါတော့တယ်ဒီနောက်မှာတော့ကိုဘောကအကြံတစ်ခုကိုရလိုက်ပြီးဝိညာဉ်ကိုဝိုင်းနွာကြမယ်ဆိုပြီးတော့၄ယောက်သားဟာရေကူးကန်တကန်ရှိရာကိုထွက်လာခဲ့ကြပါတယ်သူတို့ဟာရေကန်ပတ်ပတ်လဲမှာလျှက်စစ်ပစ္စည်းတွေကိုတပ်ဆင်ထားလိုက်ကြပြီးတော့ဝိညာဉ်ကိုရှော့တိုက်ဖို့စောင့်နေခဲ့ကြပါတယ်နောက်ဆုံးမှာတော့ရွာသားရွာပါမို့တီးတီဆိုပြီးမိုးတွေတဲကြီးမဲကြီးရွာနေခဲ့ကဝိညာဉ်လည်းရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်မက်လီတို့ကတော့ဝိညာဉ်ကဘလို့ပုံစံရှိလဲလို့မေးခဲ့ကြပေမဲ့လည်းဂျေးကတော့မပြောရဲဘဲနဲ့ကြောက်လန့်လွန်းနေတာကြောင့်ထွက်ပြေးဖို့ကြိုးစားနေခဲ့ပါတယ်ဒါပေမဲ့ကိုဘောကဝိညာဉ်ကြီးတဲ့ကိုဆင်းလာချိန်ထိစောင့်ဆိုင်ဖို့ဂျေးကိုအားပေးနေခဲ့ပါတယ်အဲ့ဒီချိန်မှာဂျေးရဲ့ဆုံးမသွားပြီဖြစ်တဲ့အဖေဖြစ်သူရဲ့ပုံစံကိုယူထားတဲ့ဝိညာဉ်ကရောက်လာခဲ့ပြီဖြစ်ပြီးတော့ဂျေးကိုပစ္စည်းတွေနဲ့ပြစ်ပေါက်နေပါတော့တယ်သူမရဲ့တငယ်ချင်းတွေသူမကိုကူညီလို့ရအောင်ဂျေးကဝိညာဉ်ရှိရာကိုလက်ညှိုးထိုးပြနေခဲ့ပါပြီကိုဘောကလည်းဝိညာဉ်ကိုမမြင်ရပေမဲ့ဂျေးကိုကူညီဖို့အတွက်တနက်နဲ့ပြစ်ဖို့ပြေးလာခဲ့ပါတယ်ကိုဘောလည်းဝိညာဉ်ရှိရာကိုမန်းစာပြီးပြက်လိုက်ရမှာတော့လက်ဖြောင်သမားလေးကိုဘောကြောင့်ရရရဲ့ခြေထောက်ကိုထိသွားခဲ့ရပါတော့တယ်ဝိညာဉ်ကလည်းဂျေးကိုဖမ်းပြီးဖို့နီးကပ်လာခဲ့ပါပြီငါးရိုးတွေစားခဲ့လို့ညံကောင်းနေတဲ့မက်လီကဆောင်းတစ်ထဲကိုယူလိုက်ပြီးတော့ကိုဘောတနက်နဲ့ပြစ်လို့ရအောင်ဝိညာဉ်ရဲ့အပေါ်ကိုအုပ်ပေးလိုက်ပါတော့တယ်ဒီနောက်မှာတော့ကိုဘောလည်းဝိညာဉ်ရဲ့ခေါင်းကိုပြစ်ချလိုက်တာကြောင့်ဝိညာဉ်ဟာရေကန်ထဲကိုပြုတ်ကျသွားခဲ့ပါပြီဒါကြောင့်ဂျေးလည်းရေကန်ထဲကနေအပေါ်ကိုတက်ဖို့အားကုန်ကူးခတ်ရပါတော့တယ်ဒါပေမဲ့ဝိညာဉ်ကဂျေးရဲ့ခြေထောက်ကိုဆွဲနေပါသေးတယ်ဒါကြောင့်ဂျေးလည်းရေထဲကိုတနတ်နဲ့မှန်းပြီးတော့ပြစ်နေပါတော့တယ်ကံကောင်းစွာနဲ့ပဲဝိညာဉ်ရဲ့ခေါင်းကိုကြည်စံကထပ်ပြီးတော့ထိမှန်သွားပြီးတော့ဂျေးတယောက်လွတ်သွားခဲ့ရပါတယ်အဲ့နောက်ကူဘောကဝိညာဉ်တည်သွားပြီလားလို့မေးလိုက်တာကြောင့်ဂျေးလည်းအရေးစွန်ပြီးတော့ရေထဲကိုငုံကြည့်ချိန်မှာတော့သွေးရောင်တွေဖုံးလန်းသွားပြီးတော့ရေတစ်ခုလုံးဟာလည်းညီရဲသွားခဲ့ပါတော့တယ်အဲ့ဒါတွေပြီးသွားချိန်မှာတော့ကူဘောနဲ့ဂျေးဟာစောင်းထဲမှာမှောင်မိုက်စွာစော်ကစားနေခဲ့ပါတယ်ဂျေးအိပ်ပျော်သွားချိန်မှာတော့စေနာရှင်လေးကူဘောဟာတကယ်လို့များဝိညာဉ်ကရှင်သန်နေသေးတယ်ဆိုရင်တရားရောက်စီကိုလက်ဆင့်ကမ်းပေးဖို့အတွက်လမ်းမပေါ်ကဈေးဦးမပေါက်သေးတဲ့ရွှေကြားတွေကိုရှာဖွေနေခဲ့ပါတယ်ဒီနောက်မှာတော့ဂျေးနဲ့ကူဘောတို့ဟာတယောက်နဲ့တယောက်လက်ချင်းချိတ်ပြီးတော့တတရရနေထိုင်သွားကြပါတော့တယ်ဒါပေမဲ့သူတို့ရဲ့နောက်ခလန်းလန်းကနေအမြင်မသိအရာတခုလိုက်နေခဲ့ကြတာကိုတော့သူတို့နှစ်ယောက်စလုံးမသိခဲ့ကြရင်းနဲ့ပဲဇာကားလေးလည်းပြီးဆုံးသွားခဲ့ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇာကားတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ကြပါအောင်ခင်ဗျ